လောကိန်းတွေဟာငွေကြေးမြောင်များရရှိဖို့အလွယ်ဆုံးနည်းလမ်းလို့တော်တော်များများကယူဆနေကြပါတယ်။တစ်ချက်လေးလိုက်တာနဲ့ဘဝတစ်ခုလုံးကိုပြောင်းလဲပေးနိုင်တယ်လို့ယုံကြည်နေကြတာပါ။တကယ်တမ်းမှာတော့ဒီကိန်းတွေဟာကစားသူရဲ့ပတ်သက်တွေကိုသာတိုက်ရိုက်ယူနေတဲ့ဆက်တစ်ခုပဲဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ဗီဒီယိုမှာတော့ဇလောကိန်းတွေကဘာကြောင့်အရှုံးမဲ့ရှိနေရတာလဲဆိုတဲ့အကြောင်းရင်းမှန်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဇလောကိန်းတွေကိုငွေရလွယ်တယ်ဆိုတဲ့အတွေးနဲ့ကစားနေကြတယ်ဆိုရင်တော့အဲ့ဒါကအမှန်တရားနဲ့လုံးဝကွာခြားနေပါတယ်။ငွေတွေရှုံးသွားရင်ကံမကောင်းလို့ထင်နေကြပေမဲ့တကယ်တော့ငွေတွေရှုံးနေတာဟာကံမကောင်းတာမဟုတ်ပဲဒီကိန်းတွေရဲ့မူရင်းသဘောတရားကြောင့်ပဲဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ဇလောကိန်းတွေရဲ့အလုတ်လုတ်ပုံကိုလူတိုင်းနားလည်ထားဖို့လိုပါတယ်။ဇလောကိန်းတစ်ခုစီမှာ RNG လို့ခေါ်တဲ့စနစ်တစ်ခုရှိပါတယ်။ဒီစနစ်ကဂိမ်းရဲ့ရလဒ်တွေအားလုံးကိုကြာပန်းဖြစ်အောင်ဖန်တီးထားတာပဲဖြစ်ပါတယ်။တနည်းအားဖြင့်သင်ဘလောက်ကြာဆော့ဘလောက်များထဲနောက်တစ်ကြိမ်လေးလိုက်တိုင်းမှာရလဒ်အသစ်တစ်ခုပဲထွက်လာမှာပါ။အရင်ရလဒ်နဲ့နောက်ရလဒ်ကဘယ်လိုမှဆက်ဆက်မှုရှိမှာမဟုတ်ပါဘူး။ဒါဆိုရင်ဘာလို့အရှုံးမဲ့များနေရတာလဲ။အဖြေကတော့ RTB လို့ခေါ်တဲ့အကျိုးစားကြောင့်ပါ။ RTB ဆိုတာကဂိမ်းတစ်ခုကနေကစားသူစီကိုပြန်ပြီးတဲ့ရာခိုင်နှုန်းကိုဆိုလိုတာဖြစ်ပါတယ်။ဥပမာအားဖြင့် RTB 95ရာခိုင်နှုန်းရှိတဲ့ဂိမ်းတစ်ခုမှာကစားသူတွေထည့်ဝင်တဲ့ပတ်စံဒေါ်လာ100မှာ95ဒေါ်လာကိုပြန်ပေးဖို့ရည်ရွယ်ပြီးကျန်တဲ့ဒေါ်လာ5ဒေါ်လာကိုဂိမ်းကုမ္ပဏီကအမြတ်အဖြစ်ယူသွားတာပဲဖြစ်ပါတယ်။ဒီတော့ကစားသူတွေဟာရေရှည်မှာဘယ်တော့မှအမြတ်မရနိုင်ပါဘူး။လောင်းလေရှုံးလေဆိုတဲ့သဘောတရားတိုင်းပါပဲ။ဇလောကိန်းတွေကကစားသူရဲ့စိတ်ကိုဆွဲဆောင်ဖို့အတွက်အလင်းရောင်တွေအသံတွေနဲ့အနီမေးရှင်းတွေကိုသေချာလေးဖန်တီးပေးထားပါတယ်။ဒါကအနိုင်ရဖို့လွယ်ပါတယ်ဆိုတဲ့အတွေ့အမျိုးကိုရရှိအောင်သူတို့ကအသေးချာဆွဲဆောင်ထားတာပဲဖြစ်ပါတယ်။တခါတရံမှာပတ်စံအများကြီးမရပဲအနှဲငယ်လေးရလိုက်တာမျိုးကိုတော့အောင်မြင်မှုကြီးတစ်ခုလိုခံစားရအောင်ကိုဖန်တီးထားတာပါ။ဒီလိုစိတ်ပိုင်းဆိုင်ရာထောင်ချောက်တွေကြောင့်ကစားသူဟာထပ်ပြီးလောင်းကျင်စိတ်ပိုဖြစ်လာတာကြောင့်နောက်ဆုံးမှာတော့ပတ်စံအလုံးရှုံးသွားတဲ့အထိဖြစ်ရတာပဲဖြစ်ပါတယ်။ဒါကြောင့်ဇလောကိန်းတွေဟာငွေကြီးရရှိဖို့နည်းလမ်းတစ်ခုတော့လုံးဝမဟုတ်ပါဘူး။အဲ့ဒီအစားငွေကုန်ကြီးကြများတဲ့ဖြောပြရေးတစ်ခုပဲဖြစ်ပါတယ်။အကယ်၍သာဇလောကိန်းတွေကြောင့်ငွေကြီးပြဿနာဒါမှမဟုတ်ဘဝပြဿနာတွေရင်ဆိုင်နေရပြီဆိုရင်လေကျွမ်းကျင်သူတွေစီမှာအကူအညီရယူဖို့လိုအပ်ပါတယ်။ဇလောကိန်းတွေရဲ့နောက်ွယ်ကအမှန်တရားကိုသိရှိနားလည်ပြီးကိုယ့်ရဲ့ဘဝနဲ့ငွေကြီးကိုပညာရှိသောထိန်းသိမ်းနိုင်ကြပါစေခင်ဗျာ။ဗီဒီယိုကိုအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။